ဒီနေ့မော်လူးမှာမနေ့ကမနေ့2နာရီအာယုံ2နာရီကနေတိုက်ပွဲဖြစ်တာ7နာရီ9နာရီ10နာရီမှဖြစ်တယ်နော်ရဲစခန်းပြကြသွားတယ်နော်8ယောက်ကြဆုံးတယ်တဲ့4ယောက်အရှင်ဖမ်းသွားတယ်တဲ့မော်လူရဲစခန်းမော်လူနော်ကျွန်တော်လက်ရှိကျွန်တော်ပခုံးပေါ်မှာတပွင့်ပဲရှိကြည့်ကျွန်တော်အဲ့ပတ်စံပခုံးပေါ်ကတပွင့်နဲ့ပတ်စံ3,000နဲ့ကျွန်တော်မလဲဘူးရှင်းတယ်နော်အဲ့လိုမျိုးစိတ်ဓာတ်တွေမွေးဖို့လိုတယ်လို့ပြောတာပခုံးပေါ်မှာရှိတဲ့တပွင့်နဲ့ပတ်စံ3,000နဲ့သေတော့မလဲဘူးအသက်သေခံမလိုက်မယ်3,000ရဖို့စစ်တပ်ထဲဝင်လာတာမဟုတ်ဘူးဒီပခုံးပေါ်မှာရတဲ့တပွင့်က3,000ရဖို့ဆိုပြီးတော့စစ်တပ်ထဲဝင်လာတာမဟုတ်ဘူးအဲ့ဒါကိုစစ်သားတိုင်းခံယူတတ်ဖို့လိုတယ်ရဲဘော်အခြေခံတပ်သားစစ်တင်တိုင်းရဲဘော်ကနေစားပြီးတော့ကာကွယ်ဦးစီးချုပ်ထိဒီဥစ္စာကိုလက်ခံတတ်ဖို့လိုတယ်ဒီဥစ္စာအမှန်တရားလားမှားနေတာလားရုပ်တင်ထဲမှာရှိရမရှိအောင်ကျွန်တော်မသိဘူးနော်ဘဒုမှာပုံကိုရေးတိုက်ခိုက်ပြီးတော့မှနာမည်တက်ပြီးစော်ကားနေရမဟုတ်ဘူးဒါတွေဒီလိုဖြစ်လာမယ်ဒီလိုတွေဖြစ်နေတယ်ဆိုတာကိုသိလို့ပြောပြနေတာဒါကိုယ့်ဘာကိုဆင်ခြင်ဖို့ပဲလိုတယ်ကျွန်တော်စီတက်မတော်ကိုချစ်တယ်တက်မတော်သားတွေကိုချစ်တယ်ဒါပဲကျွန်တော်စိတ်ထဲမှာရိုးချင်းတယ်တက်မတော်သားတွေကိုချစ်တဲ့အတွက်တက်မတော်သားတွေကိုချစ်တဲ့အတွက်တက်မတော်သားနဲ့တက်မတော်နဲ့တက်မတော်သားတွေကိုပြင်ပကပြည်သူလူထုတွေကမျက်လုံးနဲ့ကြည့်ရတော့မခံနိုင်ဘူးအပြစ်မြင်မှတော့မခံနိုင်လို့ဒီစကားတွေပြောနေတာနော်အဲ့ဒါဟိုမှာမကျေနပ်လည်းမတက်နိုင်ဘူးလှုပ်ရှားနေတဲ့လူတွေတော့ကျေနပ်မှာမဟုတ်ဘူးလေမဟုတ်လားလှုပ်ရှားနေလူကမင်းမလှုပ်ရှားလို့ဟာခမရလည်းလှုပ်ရှားတယ်ဆိုတာကကိုချီတော့ပေါ့ကိုရက်တယ်ပြီးတော့လွတ်လွတ်ကင်းကင်းလှုပ်ရှားရတယ်ချမ်းသာခြင်းနဲ့မလားအပြင်ကိုထွက်လိုက်စားရှိလားရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မူဆယ်နဲ့မောင်ကိုကူးလို့ရတယ်ကြိုက်တာလို့လူမောင်ကိုမလုံးနဲ့လက်လက်မောင်ကိုမလုံးနဲ့မူရည်စေဝါမောင်ကိုမလုံးနဲ့အမျိုးသားရေးသစ္စာမပေါင်းနဲ့တိုင်းတစ်ပါးသားတွေကိုပြီးတိုင်းတစ်ပါးသားကိုပြီးပါတွေကိုခေါ်မသွင်းနဲ့ကြံတဲ့လို့အကုန်လုံးလို့ရတယ်အရေးကြီးကြီးထွက်လိုက်ထွက်ပြီးတော့လှုပ်လိုက်ဥပမာပြောတာပါဥပမာပေါ့နော်ဥပမာပြောတာလှုပ်လိုက်လေဟုတ်လားကိုမလို့သူများလှုပ်တယ်တစ်တင်နေလေတစ်တော်လဲကျွန်တော်သွားခုတ်တာမဟုတ်ဘူးလေဟုတ်လားဟိုတော့မှာအမြိုင်တော်ကြီးထဲမှာကျွန်တော်တစ်ကိုအင်တော်ရွှေကူကြောက်ကြီးထဲမှာကျွန်တော်တစ်သွားခုတ်တာမဟုတ်ဘူးလေကျွန်တော်ကားရှိတယ်သူများကျွန်တော်တစ်ကယ်ရီအဲ့ဒါကျွန်တော်တင်နေလေဘာဖြစ်လို့ကျွန်တော်မလုပ်နဲ့သူများလုပ်နေရပဲလေကျွန်တော်တစ်ပင်တွေခုတ်ပြီးကျွန်တော်ရောင်းတာမှမဟုတ်တာတစ်ကုံတယ်တွေသူတို့လှုပ်တဲ့လူတွေကဘုံကြောင်းထဲမှာတစ်သွားတင်မောင်းတယ်လေလမ်းမှာအစင်ပြေအောင်ပေးကမ်းပြီးသွားတယ်လေဘာဖြစ်လို့ကြောက်တွေတဲတယ်လေဟုတ်လားတရုတ်ပြည်ကိုရောင်းနေတာပဲနေပြည်တော်ကလည်းကြောင်းမြက်ပြပွဲကနေရောင်းတာပဲမန္တလေးကြောက်ဝိုင်းကနေပြီးတော့မှလည်းကြောက်တွေတင်ပြီးတော့ကျဲကောင်ထဲကိုပို့တာပဲလေကျွန်တော်မလုပ်လဲလုပ်နေရပဲလေပြည်သူစစ်တွေဘာတွေကောင်းကားတို့ဘာတို့ညာတို့ကျွန်တော်တက်တိပညာနဲ့ကျွန်တော်မှကျွန်တော်လှုပ်တာပေါ့အဲ့လှုပ်တဲ့အတွက်ဘယ်သူမှခေါင်းဆောင်မထားတာဘူးဘယ်သူမှမဖားဘူးကိုယ့်ဘာကိုလမ်းပေါ်သွားတယ်တွေ့တဲ့ရဲပေးတယ်တွေ့တဲ့စစ်သားပေးတယ်လေဘာဖြစ်လို့ဟုတ်တယ်မလားအဲ့လိုလှုပ်လိုက်လေချမ်းသာခြင်းအပြင်ထွက်ပြီးလှုပ်ကျွန်တော်စီးတယ်လင်ကုန်းနက်ကဖေတာစီးတယ်လင်ကုန်းနက်ကဖေတာကိုတစ်တင်နေတာဘာဖြစ်လို့ကယ်ရီလှုပ်တယ်လေဘာဖြစ်လို့ကယ်ရီဆိုတာရှင်းရှင်းလေးပဲခင်ဗျာတချို့တွေလည်းတရုတ်ပြည်တွေကနေဖုန်းတွေတဲလာတာပဲအခွန်မဆောင်ပဲနဲ့လမ်းမှာစစ်ပေးပြီးတော့လာတာပဲဒီဘက်ကနေတစ်တွေကြောက်တွေတဲတာပဲဟုတ်လားဒီလိုလှုပ်လေလှုပ်ကြည့်လိုက်ပေါ့လွယ်လားလို့နော်ဒါပဲနော်ပကုံးဘောကအပွင့်ကြီးတွေဟိုဟာကြီးတွေပြပြီးတော့မှမချမ်းသာခြင်းနဲ့နော်အဲ့ဒါဖဲသီးပဲပကုံးဘောကအပွင့်တွေပါပြပြီးတော့မှမဟုတ်တာလုပ်ရင်အဲ့ဒါမင်းတို့ကဟာအလကားကောင်တွေပဲမင်းတို့စောက်တင်မကြည့်ဘူးရှင်းလားအေးအခုလိုဗိုလ်ချုပ်တွေဖြစ်သွားတဲ့လူတွေအားလုံးအထင်ကြီးတယ်ဘာလို့လဲသိလားသူတို့မှအပြစ်နာစာမရှိဘူးသူတို့တက်သွားတာနော်ခင်ဗျားကလည်းတိုင်းမူတို့ဟိုလိုဓာကစားတို့ကဆာရာမူတို့ဗိုလ်ချုပ်တို့ဖြစ်သွားတဲ့လူတွေအားလုံးက6ပြစ်ခင်တဲလဲ
မစင်ပေမဲ့တော်တော်များများအပြစ်ကင်းတယ်နော်နော်အဲ့လိုမျိုးဖြစ်အောင်လုပ်အဲ့လိုမျိုးဖြစ်အောင်မလုပ်ဘဲနဲ့ဟိုမရောက်ဒီမရောက်နဲ့လှုပ်ရှားတဲ့ဟာတွေကတော့ဘောပါပဲလို့ဟိုကျွန်တော်ကလည်းတခါကျရင်ပြောတတ်တယ်ဗျပြောခြင်းတယ်ဘာလို့လဲဆိုတော့လက်တွေ့မြင်နေရလို့ပေါ့နော်အခုလို့မှတ်ပုံတင်လေးကြောင်းပြောလိုက်တာကိုကျွန်တော်လာပြီးတော့မှလာပြောတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းဒီညပေါက်ခွဲတာရှင်းတယ်ချမ်းသာခြင်းကိုရည်ချင်းနဲ့ကိုကြိုးစားနော်အဖျဲသီးတွေရှိနေလို့ကိုရည်ချင်းနဲ့ကိုကြိုးစားကိုယ့်ဘာကိုလှုပ်နော်မင်းစတဲ့ဝင်လာဆိုအခုဝင်မယ်လေဝင်လို့ရရင်ဝင်မယ်အခုဝင်လိုက်မယ်ဘာမှမဖြစ်ဘူးဝင်အခုချက်ချင်းပို့ဒီနေ့တော့မှပြောလိုက်သေးတယ်တော့တိုက်မဲ့နေရခေါ်တန်းပါဗျာလို့ကျွန်တော်ကိုယ်တိုင်လိုက်မယ်လို့ပေါ်တင်မယ်ပြောခဲ့တယ်တကယ်ပြောခဲ့တယ်အဲ့လူကြီးတွေလည်းကြည်နေတယ်ဒီ live ကရှိတယ်သူတို့ရှိတယ်ဆိုတာပေါ့ဗျာပြန်ကြည့်မှာပေါ့နော်ကျွန်တော်ခေါ်ပါလို့ကျွန်တော်လိုက်ချင်လို့ပါလို့ကျွန်တော်ကိုယ်တိုင်တိုက်ပါမယ်လို့ပြောခဲ့တာနော်ကျွန်တော်ကိုယ်တိုင်ရှေ့ရထွက်ပြီးတိုက်ပါမယ်လို့အဲ့လိုကိုပြောခဲ့တာခေါ်စမ်းပါလို့နော်ဟုတ်တယ်တက်မတော်ခုတုံးလုပ်တယ်နော်ကိုယ့်ရဲ့ဟွာတွေကိုခုတုံးလုပ်တယ်ရှိရနေရသိရင်တော့မှမသွားဘူးမသိကြအောင်ဆောင်တယ်တချို့ကဒီနေရာမှာပေါ်နေရဆိုတော့မှသိရမလားပေါ်နေကျွန်တော်လွတ်လိုက်ကျွန်တော်သွားပြမယ်နော်ကျွန်တော်အင်အား30လောက်ပဲပေးလိုက်သွားချသွားဆိုချမှာမသွားရဘူးဒါပဲဒီလောက်ပဲပြောလို့ကောင်းတယ်ဂျန်နာအများကြီးပြောလို့မကောင်းဘူးတက်မတော်ဂုံသိအောင်ဂုံသိခါမကြအောင်ပြောနေတာကျွန်တော်ကတက်မတော်ဂုံသိခါကြအောင်ပြောနေတာမကြအောင်ကိုပြောနေတာအဲ့ဒါကိုလှုပ်ရှားတဲ့ကောင်တွေကသွားပြီးတော့မှဒီကောင်ဒီလိုပြောနေတယ်ဆိုတော့ဒီကြည့်နေတဲ့လူတွေတောင်သိတယ်ကိုစောဘုန်းကြီးကဘာကိုပြောနေလဲဆိုတော့တက်မတော်ဂုံသိခါမကြအောင်တက်မတော်သားလေးတွေတက်မတော်ထဲမှာရှိနေတဲ့တာဝန်အသီးသီးထမ်းဆောင်နေတဲ့လူတွေဂုံသိခါမကြအောင်ပြောပေးနေတာအဲ့ဒါကိုလှုပ်ရှားတဲ့ကောင်တွေကဒီကောင်ဘာပြောနေတယ်ဆိုတော့သွားပြောဦးမှာနော်ပြောလဲဘာမှမဖြစ်ဘူး905ပြင်3နှစ်ပဲဘာမှမကြောက်ဒါပေမဲ့တရေမမှန်ဘူးဆိုထပ်ပြောမှထပ်ထွက်လာရင်အဲ့လိုမျိုးပြောဦးမှာကျွန်တော်လည်းကယ်ရီပါပဲ3ဝိန်းမောင်းနေတယ်ပြောတယ်ကျွန်တော်အနေရန်ကြည့်တယ်ကျွန်တော်ကိုစောင့်ကြည့်နေတာရှိတယ်ကျွန်တော်ဖမ်းမလို့မှားသွားရင်ဘယ်သူကဖမ်းမလဲသိလားကိုတက်ကလူကပဲကိုပြန်ဖမ်းပါရဲရလာဖမ်းမှလည်းမဟုတ်ဘူးရင်လေးလည်းမဖမ်းဘူးတက်ကပဲဖမ်းပါကျွန်တော်လာဖမ်းရင်တက်ကပဲဖမ်းပါဒါကျွန်တော်အလွတ်ရပြီလားကျွန်တော်လာဖမ်းရင်တက်ကလာဖမ်းပါချင်းသေးတယ်ကျွန်တော်ကသိပြီးသားကျွန်တော်အမားကိုစောင့်နေတာအဲ့လိုစောင့်နေတဲ့ကောင်တွေကဘယ်သူတွေသိလဲဖျဲသီးတွေနော်ဟုတ်တယ်အဲ့လိုစောင့်နေတာဖျဲသီးတွေသူတို့စကွက်ပိတ်တော့မယ်လေကျွန်တော်ကဒီလောက်အော်နေပြောနေမလားသူတို့စကွက်သူတို့စားပေါက်ပိတ်တော့မယ်စိုးစင်ခိုင်နဲ့တင်ပြီးကြည့်နော်ဒီကောင်ကငါတို့ရဲ့အန်ရီစကွင်းတွေကိုဝင်လာပြီသူတို့ကသူတို့လက်ပြမလုံးလားသူတို့လည်းနာမည်တက်ပြောတာမဟုတ်ဘူးဗျာမဟုတ်ဘူးလားနော်သူတို့လည်းကျွန်တော်နာမည်တက်ပြောရတယ်မဟုတ်သူတို့မသိဘူးသူတို့ဘာလုပ်နေရလဲကျွန်တော်မသိဘူးသူတို့ဘာသူတို့ဖြစ်နေတာဘာလို့မတင်နဲ့ Facebook team ဆိုတာကဟိုဥပမာပြောတာပေါ့နော် Facebook team ဆိုတာတက်မတော်မှာလည်းဖွဲ့ထားတယ်တက်မတော်မှာလည်း Facebook team ကစောင့်ကြည့်နေတဲ့အလူရောက်90ဆို90ဒီ Facebook team ကိုဥပမာတစ်ခုပေါ့ဗျာဖြူပေါ့ဥပမာတစ်ခုမောင်ပေါ့အေးအောင်မင်းဇော်ဘုန်းရဲ့အကောင်စောင့်ကြည့်ထားတယ်ဒီကောင်တက်မတော်နဲ့ပတ်သက်ပြီးဘာပြောလဲကောင်းတာကိုဒီကောင်မလုပ်ဘူးနည်းနည်းလေးဟိုအဖြစ်တဲ့ဥစ္စာကိုဖြက်ညက်ကပ်နဲ့ယူလိုက်ပြီးတော့မှအပထက်ကိုတင်လိုက်မယ်ဒီကောင်ဒီလိုပြောနေတဲ့အဖားဆိုရင်ကျွန်တော်ခွမ်းပြီအဲ့ဒါအကုန်လုံးချမပြဘူးလူကြီးတွေကလည်းမသိဘူးလေဟုတ်လားဒါလေးပဲဆိုပြီးတော့ကြည့်ပြီးတော့ဒီကောင်ဒါစော်ကားတာပဲဆိုပြီးတော့လှုပ်လိုက်ကောကိုလှုပ်တာတွေဘာမှသူတို့မသိတော့ဘူးတချို့ပေါ့နော်သူလောတွေရှိတယ်နော်အဲ့လိုမျိုးကိုကတော့တက်မတော်ချစ်လို့တက်မတော်ကောင်းစားစီခြင်းလို့တက်မတော်ထဲမှာလက်ရှိဟိုပေါ့နော်လူကြီးတယောက်ကိုဒီလိုပြန်ပြောလို့မရဘူးပြန်អော်လို့မရဘူးဗျာပြန်ဆဲလို့မရဘူး
လူကြီးတယောက်ကနေပြီးတော့မှလှုပ်ထားတဲ့အရာတခုကိုအောက်လက်ငယ်သားကိုယ့်ရဲ့စိတ်နဲ့ဖြစ်လို့မရဘူးဖြတ်သိမ်းလို့မရဘူးပေါ့ဗျာဒါတွေရှိတယ်ဟုတ်လားဒါတွေကိုအဲ့လိုမျိုးပြောပြနေတာပေါ့နော်ငါမင်းကိုစောင့်ကြည့်နေတယ်မင်းစောင့်ကြည့်နေမင်းကိုဘောပဲထင်တာပေါ့မင်းစောင့်ကြည့်တော့ငါဘာလုပ်ရမှာဟမ်စောက်ရေးမပါငါတို့မင်းကိုစောင့်ကြည့်နေတယ်ကြည့်လေအေးလိုးရငါဒီနေ့တော်ရပြန်လာတာသိလားမင်းတို့စောင့်ကြည့်တော့ငါလီးလို့ရမှာဟဲ့အောင်မင်းအကောင့်ဆင်းနေပြောစမ်းပါကွာငါလိုယောက်ျားပြီးသားသားမနေ့ကလည်း private ဝါနဲ့နံပါတ်နဲ့နိုင်ငံခြားနံပါတ်တွေနဲ့ငါ့ကိုလာပြီးတော့တညာလုံးဆက်နေတာ3နာရီမှကျွန်တော်အိပ်ရတယ်မနေ့ကမင်းစောင့်ကြည့်တော့မင်းလို့ရမှာမင်းလာခဲ့လေငါပြင်ဦးလွင်မှာလို့ငါတို့မင်းကိုစောင့်ကြည့်နေတယ်စောက်ပေါ်မင်းတို့တကယ်လေတွေမင်းတို့ကောင်နေနော်တကယ်ကောင်နေတေးမအောင်မကြောက်လို့ဒီလိုလိုက်လွင်ပြီးပြောနေတာလို့ဒီကောင်နေနားမလဲဘူးပဲဟဲ့မြန်မာနိုင်ငံမှာဟဲ့ငါကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ကိုအောင်မင်းတို့လိုမီဒီယာတွေမဟုတ်ဘူးလုံခြုံရေးနယ်ပယ်ထဲမှာနေတာမဟုတ်ဘူးအလှကြီးနေတဲ့ကောင်မင်းတို့ငါ့ကိုလာတိုက်ရင်လွယ်လွယ်လေးအချိန်မျိုးတက်လို့ရတယ်မင်းတို့မလာရဲတာရှင်းလားမင်းတို့လွတ်လိုက်စမ်းပါကွာမင်းတို့ယူကြီးတွေမနေ့ကလည်းငါ့ကိုမင်းတို့ကငါတို့ယူကြီးတွေကိုမင်းကဘာဖြစ်လဲမင်းတက်မတော်ကိုထောက်ခံနေပါဟဲ့ငါတက်မတော်အပြည့်အဝကိုထောက်ခံတာငါအသက်နဲ့ရင်းပြီးကိုထောက်ခံတာရှင်းလားအွန်လိုင်းထိုးဆိုတဲ့ကောင်ကိုမေကိုလိုရှင်းလားငါတို့မင်းကိုစောင့်ကြည့်နေတယ်တဲ့ဟုတ်တယ်ပစိုးကျွရင်လည်းလီးပြေးဆုံးလို့လာတယ်မင်းရဲ့ကြော်သွားဟုတ်တယ်အလကားကောင်နေအဲ့လိုမျိုးတွေဟိုအသက်မပြည့်တဲ့ကောင်တွေပေါ့ဗျာစောက်ပိုးတွေငါတို့မင်းကိုစောင့်ကြည့်နေတယ်မင်းတို့ငါ့ကိုတက်လာတာ2021ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့တည်းကမင်းတို့ငါ့ကိုတက်တာငါမသိသေးဘူးနော်မင်းတို့တေခိုင်းနေတဲ့ဦးတန်းရွှေလည်းဒူဘိုင်းမှာအေးဆိုရင်နှံ့တယ်မင်းတို့တေခိုင်းနေတဲ့ဦးခင်ညုံလည်းအေးဆေးပဲနော်မင်းတို့ဦးမင်းအောင်လိုက်တေးပြီးဆိုဦးမင်းအောင်လိုက်အေးဆေးပဲညောင်မင်းသားရဲစခန်းနေကျွန်တော်တော့အများကြီးပဲကျွန်တော်ဒီနေ့သတင်းတွေကျွန်တော်ပို့တာဒီမှာအများကြီးပို့တာကျွန်တော်မပြောနိုင်တော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီနေ့နောက်ကျသွားလို့နော်အဲ့တော့ကျွန်တော်ကဒီနေ့ကတော့အဲ့လိုမျိုးကိစ္စကိုပဲကျွန်တော်ပြောတာဦးစားပေးတည့်ပြောတာပေါ့နော်တက်ကကျွေးတဲ့ဓမင်းကိုစားပြီးတက်တဲ့ကဖျဲသီးကိုနာနာလေးပြောပေးရโอเคအဲ့လိုမျိုးကြိုက်တယ်ကျွန်တော်မွေးလာတဲ့ကကျွန်တော်ပိုက်ထဲမှာတွေကပေးစားတာမြောက်ဒီတွေရောအကုန်လုံးအဆက်အသွယ်ရှိပါတယ်ပြောထားတာတွေအများကြီးပဲဟုတ်တယ်ရင်ရှမ်းရင်ဘယ်ကိုဖုံးလွယ်မလားမှတ်တောင်ထားအောင်အမကြီးဦးလူရဲ့အကောင်အနေထားလန်ထွက်နေတယ်ခွေးချင်းပဲကြံလို့ရမယ်လူချင်းတယောက်ချင်းကတော့တနာနေလို့ပြောမယ်အွန်လိုင်းအဆိုင်လို့ဘာလို့တော့လာမလုံးနဲ့လေသွေးသွေးဝင်လိုက်လို့တော့ကြောက်တယ်ကိုလည်းမထိုးနိုင်ဘူးသူတို့လို့အမကျွန်တော်အကြောင်းတောင်မလုံးနဲ့ကျွန်တော်ကားနဲ့တခါလဲတိုက်တက်လိုက်မှာနော်ကျွန်တော်ကားကိုရက်ဝင်နဲ့မတားနဲ့ကျွန်တော်လက်မခံဘူးနော်ခေါင်းဆောင်တွေဖြုတ်မင်းမေကိုရင်မေးလိုက်မင်းမေနဲ့အဲခေါင်းဆောင်တွေတောင်အိမ်ဘူးမှာခေါင်းဆောင်တွေဖြုတ်စရာမလိုဘူးငါတို့တက်မလို့မှာခေါင်းဆောင်ဘယ်လိုဖြုတ်လို့ရမှာကျွန်တော်တို့မိသားစုအကူကာကွယ်ပေးပါတယ်ဟာတင်လင်းသိမ့်နဲ့မင်းမိသားစုငါကာကွယ်မှာငါတော့မှဘာမှမရှိဘူးငါဘယ်လိုကာကွယ်ရမှာငါတော့မှဘယ်နေ့ငါ့ကိုတတ်မှန်းမသိဘူးငါတော့ဘယ်လိုပြန်ပြီးတော့တိုက်ခိုက်ရမှန်းမသိဘူးပြောကြတာပဲကိုဖုံးတာတရက်နေ့ရက်ပျောက်သွားလိုက်ရင်ဘာမှသတိရမှာမဟုတ်အင်ကြီးကြိုက်တဲ့ကောင်လေးတဲ့တာတန်စောက်တော်သားစစ်အရင်တော့သားစစ်ကလည်းကျွန်တော်ရဲ့ idol တွေကကိုသရိုးစောတို့ကိုမောင်တို့ကိုဖုံးကျော်မောင်တို့ကိုမောင်စိုးတို့ကိုစောပါထူးတို့နော်အခုတာဇန်သားစစ်ကလည်းလို့တပယ်လေလီးပဲဘာညာဆဲနေတယ်ကောင်သိရမလားမဟုတ်စိတ်လားမဟုတ်လိုက်စုပ်လိုက်ဒီယာအဲ့ကောင်သူ့အင်ကြီးတာသူ့အင်ကြီးနဲ့လိုက်လွင့်နေတာနောက်ကြုံလို့ရှိရင်သူ့ဘီယာတိုက်ခိုင်းအောင်မယ်သူ့အင်ကြီးကြော်ညာပေးနေ LG
ဖက်စစ်တဲ့အကြီးကျယ်ကြဆုံးပါသေးတယ်အေးမင်းတို့အဲ့လို line ပေါ်ကနေမြောက်ဝေးမင်းတို့ PDF တွေမှာအတုံးယုံသိနေရတဲ့နော်ဒီရပိုင်းတွင် PDF တွေသိတာမပြောပါနဲ့တဲ့ဟိုမကောင်းပါဘူးတဲ့သူတို့မိဘတွေပေါ့နော်ကြံခဲ့တဲ့မိဘတွေဟိုတနာပါတယ်တဲ့ဟို PDF တွေအရန်သိတာကိုပြောနေဟိုပြောနေလို့ရှိရင်တဲ့ PDF တွေအရန်သေးတာဘာညာပြောနေနောက်မှကြံခဲ့တဲ့မိသားစုတွေအဆက်အသွယ်မရတဲ့လူတွေကပို့ပြီးတော့ရင်ဘက်ကိုပေါ့နော်တစ်ခါကွဲရတာတဲ့နှစ်ခါကွဲရတယ်ပေါ့ကိုဖုန်းလိုက်ကအများကြီးကြည့်နေတာတဲ့အဲ့ဒါမကောင်းဘူးဆိုတော့မပြောပါနဲ့ဆိုတော့ကျွန်တော်မပြောတော့တာအဲ့ဒီ PDF တွေသေနေတဲ့အကြောင်းကိုအဲ့ဆေးစရာဒီနေ့လဲဟိုတောင်းနဲ့ဆေးစရာဒီနေ့လဲကျွန်တော်ဖုန်းဆက်ကျွန်တော်အားနဲ့ဖုန်းဆက်လဲဆက်ကောပြီးလဲပြီးတော့ဟိုလိုဒီလိုနဲ့ဝိလေကြောင်ပဲလို့မင်္ဂလာပါကိုဘုန်းနဲ့ဟုတ်ကဲ့ပြည်သူလူထုတွေကို live ကိုကြည့်ရှုနေတဲ့ညီကိုမောင်နှမတွေဗာများပြောစရာရှိသေးလဲနော် 1.1k တောင်ရှိတယ်ကျွန်တော်လည်းဒီမှာအတန်တော်ဝင်နေပေါ့ဟုတ်ကဲ့ပါမြေလေးသားတာတက်ပေါ့နော်ဟိုပါပေါ့ဟိုအမှန်တရားတွေအတွက်ပြောရမယ်ဆိုရင်ကိုလည်းနီးစက်တဲ့ပတ်ဝန်းကျင်မှာအဲ့လိုမျိုးတွေရှိခဲ့ရင်လည်းကျွန်တော်ပြောပေးပါကျွန်တော်ဝိုင်းပြောပေးပါမယ်နော်မိုးနဲ့အဝင်းနဲ့နမ်ဆန်အဝင်းကတဲ့ချက်ပွိုင်ပါတဲ့ဟိုမိန်ပြည်သူစစ်နေတဲ့နားတိုင်းပြည်သူစစ်ကားတဲ့အာကိုရနေလို့တဲ့နော်ဟိုမိန်ပြည်သူစစ်နဲ့နားတိုင်းပြည်သူစစ်အာကိုရတယ်တဲ့နော်အဲ့ဒါလေးပြောပြီးမယ်နော်ကရားနဲ့ရှမ်းတောင်ကက်လျက်ပဲတဲ့ချက်ပွိုင်နှစ်ခုတဲ့ခုဒီဒစ်တာနောက်လိုက်နေတော့ပါတဲ့ပေါင်လန်းမထောင်းကျင်တော့ပါဘူးချစ်ကိုရေးတဲ့တစ်တာဆိုတော့တစ်တာဆိုတာဒါကိုပြောတာငရက်ဆိုတာငွေကိုပြောတာနော်တော်လည်းပဲနော်ခင်ဗျားတို့ပြောလို့အဝိုင်းတို့အကြွေစည်းတို့မဟုတ်တော့ဘူးနော်တစ်တာဆိုတာလိုက်တော့လဲလိုက်ပေါ်ကြီးလေးခံရတော့တေကြပေါ့ဘယ်တက်နိုင်လဲဒီလောက်ပဲပြောနိုင်မှာပေါ့လိုက်ကြဒီကောင်ကြီးလိပ်ပြလုံးပါသေးပဲဆူတောင်းတယ်ညီလေးရဲ့ဒီနေ့မနေ့စောစောပဲတဲ့ဖြစ်သွားတာပါဘူးတင်လင်မျိုးခုံမင်းကြီးရက်ကွက်မှာနေတဲ့စက်မှုလေယာကမိန်းမကတူဦးစီးမှုယောက်ျားကထွန်ဆက်မောင်းနှစ်ယောက်ကိုတဲ့ PDF ကဖမ်းသွားတယ်တဲ့လွန်ခဲ့တဲ့3ရက်ကဘူးတင်လင်မျိုးနဲ့ရုံလေးကုန်းကျေးရွာထွေအုပ်ကစီရီယန်လှုပ်ထားတဲ့ PDF ခေါင်းဆောင်ကစီရီယန်မလှုပ်တဲ့ဝန်ထမ်းတွေကိုခေါ်ပြီးစီရီယန်လှုပ်ဖို့ပြောပါတယ်တဲ့မြေစင်းဝန်ထမ်းကငါတို့လာတာမရရင်ဘာနဲ့စားမလဲမေးတော့ဘာမှမပြောဘဲနောက်2ရက်မှာတော့လေလာဖမ်းသွားတယ်တဲ့သူမိမကចောင်းစရာမှာပါတဲ့လာရွေးခိုင်းပါတယ်တဲ့ငွေမရှိတော့လက်ကောက်နဲ့ငကတ်ဖြုတ်ပေးပြီးတော့ရွေးခဲ့ရပါတယ်တဲ့တရင်အမှန်ရာနှုံးပြပါညီလေးတဲ့ဘူးတလင်မြို့နယ်က PDF တွေကတဲ့ပြန်ပေးဆွဲလှုပ်ရှားနေတာများပြီတဲ့ဘူးတလင် PDF တွေရုံမှမှုကိုပြည်သူလူထုနဲ့နိုင်ငံတော်အကြီးအကဲများသိအောင်လိုက်ကနေတဆင့်ပြောပေးပါတဲ့ဘူးတလင်နော်ဒီနေ့မော်လူးမှာမနေ့ကမနေ့2နာရီအာယုံ2နာရီနဲ့တိုက်ပွဲဖြစ်တာ7နာရီ9နာရီ10နာရီမှဖြစ်တယ်နော်ရဲစခန်းပြကြသွားတယ်နော်8ယောက်ကြဆုံးတယ်တဲ့4ယောက်အရှင်ဖမ်းသွားတယ်တဲ့မော်လူရဲစခန်းမော်လူနော်အဲ့ဒါလေးတွေတတိယလို့ပြောပြတာနော်ပြောပြဒီမှာဘိုင်ဘာမှာအများကြီးပြပြောရမယ်ဆိုရင်ဒီမှာသတင်းတွေတော့ရှိတယ်ဟုတ်ကိုကြီးမင်္ဂလာပါကိုကြီးမင်္ဂလာပါဆက်ပြောပါကိုကြီးကိုကြီးကတက်လာပြီကျွန်တော်ဆက်ပြောခိုင်းနေဆိုတော့များလုံးလားမက်ဆေ့ဖတ်နာလားလို့ဟုတ်တယ်ဒီမှာသတင်းပို့နေလို့မင်္ဂလာပါကိုဖုံးရေးတဲ့မြောက်ပိုင်းမဟာမိတ်3ဖွဲ့နဲ့ငင်းချမ်းရေးယူမယ်ဆိုတာတော့တဲ့လူကြီးတွေကောင်းမဲ့ထင်လို့လောက်တာတော့အကြောင်းမဟုတ်ပါဘူးတဲ့အန်ယူဂျီနဲ့ PDF အဖြတ်သမားတွေကိုတော့ဘယ်လိုလုပ်မှလဲတဲ့အခုပဲတဲ့23ရက်12လ2023ရက်နေ့နံနက်ပိုင်းကရန်ကုန်မန္တလေးအမြန်လမ်းရထားကိုတဲ့မိုင်းခွဲလိုက်ပြီးတဲ့ဒါတွေကိုကြည့်လို့ကိုမရတော့ဘူးအကိုရေးတဲ့နော်ဟုတ်ပြီအဲ့ဒါကြီးလည်းပြောရမှာပဲလေဟုတ်တယ်လေအကိုကြီးလိုလူမျိုးမြန်မာပြည်မှာ9ယောက်လောက်ရှိရင်တိုင်းပြည်တိုးတက်ပါတယ်ဟာအသာလို့ပါဟာ9ယောက်ပဲရမှာလဲ900လောက်ရှိမှရအခုကဘယ်သူမှထွက်မပြောလို့
ဒီတရားလေးဖတ်ပြမယ်နော်ကျွန်တော်တို့ရွာမှာတဲ့အသက်85နှစ်အထက်အသက်ကြီးရွယ်ကိုအများပြားရှိပါတယ်တဲ့ယခုတဲ့မပေးတာတဲ့အများပြားမပေးတစ်နှစ်ကျော်နှစ်နှစ်တောင်ပြည့်ပါပြီတဲ့မြေစီတွေပေးရင်လည်းစိုက်ပျိုးရေးဌာနက90လုံးပေးရင်25လုံးမရတယ်လုတ်ပိုင်ခွင့်မှန်သမျှအထွေထွေအုပ်ချုပ်ရေးဌာနနဲ့စိုက်ပျိုးရေးဌာနဦးစီးမှုများနဲ့လက်ထောက်ဦးစီးမှုတွေကချုပ်ကင်ထားပါတယ်တဲ့ကျွန်တော်တို့မှာစီမံအုပ်ချုပ်ရေးအဖွဲ့ဆိုပြီးတဲ့အော်ဒါထွက်ပြီးတာတညာအာကာတဲ့တာဝန်ထမ်းဆောင်လုပ်တဲ့အုပ်ကြီးတယောက်အပါတဲ့ကိုဇော်ဘုံဝင်းအနေနဲ့တဲ့အထက်ကနာဆာကဥက္ကဋ္ဌဘိုးချုပ်မူကြီးနဲ့ဒုချုပ်ကြီးအဘဦးစိုးဝင်းတို့ထံအကိုဇော်ဘုံဝင်းမှတဆင့်ပြောပေးပါတဲ့ကျွန်တော်တို့လည်းတချင်ကပြည်တော်စုနေ့စဉ်သတင်းစာနေတဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ထမ်းဆောင်ခဲ့ပါတယ်တဲ့ကျောင်းသားကတော့ဇက်ကရိတ်နဲ့လေးလာနဲ့တက္ကသိုလ်စကန်ကြီးအားခမစီမာတဲ့တက်နေရတယ်တဲ့ဘာဒီမှလည်းမသိဘူး2000နာမီခံတဲ့တခါတဲ့9000ကျပ်ပဲရတယ်တဲ့ကျွန်တော်တို့မိသားစုတိုင်းပြည်နဲ့အုပ်ချုပ်ရေးမှုတာဝန်ကိုယခုအချိန်ထိထမ်းဆောင်နေပါတယ်တဲ့မိသားစု9ယောက်နဲ့စားဝင်နေအဆင်မပြေတဲ့အတွက်အကိုကြီးကိုဇော်ဘုံရင်းနဲ့အဘာကာချုပ်ကြီးထံတင်ပြပေးပါတယ်အမလေးဘယ်လိုလုပ်အောင်မသိတော့ပိုးချက်တွေကလည်းလန်ထွက်နေတယ်ကိုအောင်ပြောပါအောင်ကျွန်တော်ဒီမှာဒါလေးတွေဖတ်မလို့မနေ့ကဘာသာရေးနဲ့ပတ်သက်လို့ပြောလိုက်တာပုဂ္ဂိုလ်ကြီးလည်းနည်းနည်းဆန်တယ်ကိုစစ်စရာကိုကျွန်တော်တောင်းပန်တယ်အရင်ကတော့ကိုဖုန်းလိုက်ကိုစောင့်ပြီးတော့မှအများပြည်သူရှိမှတောင်းပန်တဲ့အကြောင်းပြောမလို့ဧည့်သည်အနေနဲ့လာမယ်သူ့ချင်တော်မှာဝင်အိမ်မယ်ဒီကိုပြောလိုက်မိတာတညာလုံးအိမ်မပြောဘူးဗျာပုဂ္ဂိုလ်ကြီးစော်သားလို့တိုက်ခိုက်လို့သူကစိတ်မဆိုးပါဘူးသူလည်းသိပါတယ်စိတ်မဆိုးသဘောပေါက်ပါပဲဟုတ်ကဲ့နားလည်းပေးပါတယ်သူနဲ့လည်း CB မှာပြောပြီးပါတယ်ကိုယ့်ဘောက်ကိုပြောပြီးကိုယ့်ဘောက်ကိုဟိုပြုတယ်စိတ်မကောင်းဖြစ်သွားတော့ပုံခိုင်းနေတာလည်းအဲ့ဒါတွေပါပြီးချမ်းတာအဲ့ဒါတွေကရောပါလာတတ်တာဟုတ်ဒီနေ့လဲသတင်းတွေကြည့်တယ်အလုံးမသွားရဘူးမိုးတွေကရွာတယ်အလုံးနားနေရတူတူမထူးဘူးဆိုပြီးဖုံးပွက်တယ်ဖုံးပွက်တဲ့ချိန်အဲ့ခုနကပြောတဲ့ရထားလမ်းပြည်သူလူထုတွေတနာဖို့ကောင်းတာလေတခုပြောမယ်နော်အခုမိုက်တစ်ချက်သိပြီကိုဖုံးရေးတဲ့မနေ့ကပြောဖို့စကလုံးတစ်လုံးကြံသွားလို့တဲ့ကျမတို့မကွေးတိုင်းစကိုင်းတိုင်းက PDF တွေကိုတဲ့အမြင့်ပြတ်ချိန်မုံပေးပါလို့အဘမင်းအောင်လိုင်ကိုတဲ့ပြောပေးပါတဲ့ကျမတို့နယ်မြေအေးချမ်းခြင်းလို့ပါတဲ့ကျမတို့မကွေးတိုင်းပေါက်မြို့နယ်ကပါတဲ့ကိုဖုံးလိုက်ထဲမှာပြောစကားလေးတွေရှိတယ်တဲ့2024ခုနှစ်6လပိုင်းဆိုတဲ့အတော်များအေးချမ်းပါလားလို့ပြောသွားတာလေတဲ့ကျမတို့မကွေးတိုင်းစကိုင်းတိုင်းပါလားတဲ့အဲ့ဒီအေးချမ်းမှုတွေထဲမှာတဲ့တနာဖို့ကောင်းတယ်နော်တကယ်ပြောတာအဲ့ဒီ2024ခုနှစ်6လပိုင်းမှာတဲ့အေးချမ်းမယ်လို့ပြောသွားတဲ့ထဲမှာကျမတို့စကိုင်းနဲ့မကွေးရောပါရဲ့လားရှင်တဲ့အေးချမ်းတော့မဲ့စကားလေးကြားလို့ပြောတာပါရှင်တဲ့ကိုညီမစာချီသွားတာအမားပါရင်ခွန်းလွတ်ပါတဲ့ကိုဘုံကိုကျေးဇူးလက်တင်တယ်အားလဲကိုပါတယ်တဲ့မင်းညကလိုက်ထဲမှာထည့်ပြောပြီးလို့တဲ့ဘေးရန်ကင်းပါစေကိုဘုံတဲ့ဒီညလိုက်မလွင့်ဘူးလားစိတ်ပူလို့ပါတဲ့နော်အေးချမ်းဖို့တော့မှနော်ပြည်သူလူထုတွေတိနေပြီစကိုင်းတိုင်းရောမကွေးတိုင်းရောပါရဲ့မကွေးတိုင်းရောပါရဲ့လားလို့မင်းနေပြီအဘကာချုပ်ကြီးတို့စကိုင်းတိုင်းတို့မကွေးတိုင်းတို့လည်းတွားတွေးလိုက်ပါအောင်ဗျာပြည်သူလူထုတွေကိုအဘတို့တွေးတဲ့နဲ့တွားပြီးတော့မှပြည်သူလူထုကိုအားပေးတဲ့နဲ့လို့ထင်ပါတယ်ကျွန်တော်ကတော့သူတို့ကလာရှိုးကိုကြတော့သွားတွေးပြီးတော့မှသူတို့ရောပြည်သူတွေမဟုတ်ဘူးလားလို့ပြောနေလို့ပါကျွန်တော်ကတင်တဲ့လူတွေတော့ကျွန်တော်တင်ပေးနေတယ်ဗျာနော်ကြားတာမရအောင်ကျွန်တော်လည်းမသိဘူးလက်ရှိမှာကကျွန်တော်မိသားစုကဟုတ်ပြောကိုပြောကိုကြီးပြောညီလေးရေးတဲ့ရက်ကွက်ထဲမှာကြားရတဲ့သတင်းက NASA က NUG PDF တွေကိုဖင်တုံအောင်ကြောက်သွားလို့တရုတ်ဘက်ကနေပြီးငိမ့်ချမ်းရေးအတွက်ဆွေးနွေးနေပြီတဲ့ဗျာတဲ့ငိမ့်ချမ်းရေးဆိုတာကိုတဲ့တက်မတော်ဘက်ကိုဆွဲတာလားမိစ္ဆာဘက်ကဆွဲတာလားဆိုတာကိုကိုယ်ပြပြည်သူတွေသိဖို့လိုတယ်တဲ့နှုံးမို့ဆိုရင်တဲ့ကိုတို့တက်မတော်ဘက်ကြောက်သွားသလိုဖြစ်နေလိမ့်မယ်ညီလေးရေးတဲ့ရှင်းပြဖို့လိုပြီလို့ထင်တယ်တဲ့လေးသားပါတယ်ဟုတ်ပြီအဲ့တော့ရှင်းပြမယ်အဲ့ကိစ္စကတော့ဖိုင်တစ်ဖိုင်ကိုတွေ့တယ်မလားကျော်မျိုးမင်းကနေပြီးတော့မှနိုင်ငံတော်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးမင်းအောင်လှိုင်ကိုအဘပေါ့နော်ဒီတက်မတော်အနေနဲ့ဘာညာမေးတော့အဘကာချုပ်ကြီးကဒီလိုလက်ပြပြီးတော့မှအေးရပြီလို့ပြောပြီးတော့မှဆက်သွားတဲ့အချိန်မှာတက်မတော်ကရှုံးနေပြီအထိနာနေပြီလို့ပြောတဲ့အချိန်မှာဦးမင်းအောင်လှိုင်ကရှုံးနေပြီလို့ပြောတဲ့စကားကိုချက်ချင်းဒီလိုခေါင်းကိုလှည့်ပြီးတော့မှရှုံးတယ်ဟုတ်လားဟုတ်ပါဘူးတဲ့ကျော်မျိုးမင်းကပြောတယ်ရေးနေလို့ပါတဲ့ဒါကတော့ရေးကြမှာပေါ့တက်မတော်ကာကွယ်ဦးစီးချုပ်ကအရှုံးကိုလုံးဝလက်ခံမှာမဟုတ်ဘူးနော်ရှင်းလား
ဒီတိုင်းတက်မတော်ကဒီတိုင်းရင်းသားလက်နက်ကင်နေနဲ့ပတ်သက်လို့ကတော့ခင်ဗျာအရှုံးဆိုတဲ့စကားကိုသွားမပြောနဲ့နော်ဟိုအခြေအနေအကြောင်းတော့မလုပ်တာခင်ဗျာအမှုန့်မှာချိန်ပလိုက်လို့ရတယ်ခင်ဗျားတို့အဲ့လောက်ပဲပြောမယ်နော်မီးကုန်ရန်ကိုအမှုန့်မှာချိန်ပလိုက်လို့ရတယ်ခင်ဗျာပြာဖြစ်သွားခွေးဖြစ်သွားမယ်နော်ကိုထွန်းထွန်းများကျွန်တော်တင်နေတာမရဘူးနော်ရှုံးတယ်ဆိုတာခင်ဗျာဘောပဲရမှာပေါ့တက်မတော်ဘယ်တော့မှမရှုံးမြန်မာပြည်မှာတက်မတော်ရှုံးတဲ့အဖွဲ့အစည်းဆိုတာဘယ်အဖွဲ့အစည်းမှမရှိဘူးနော်အဲ့လောက်ပဲပြောလိုက်တင်တာတင်လို့မရကိုအောင်ပြောပါဗျနိုင်ငံတော်ကထုတ်ပြန်တဲ့သတင်းတွေပဲတေချာနားထောင်ကြပါလို့ဘေးကနေပြီးတော့မီဒီယာတွေကနေပြီးတော့ရှောက်ဖွားတဲ့သတင်းတွေမယုံကြဘူးတော့အဓိကလိုအပ်တာပေါ့နိုင်ငံတော်ပိုင်းကနေပြီးတော့ဗိုလ်ချုပ်စောမင်းထွန်းကိုယ်တိုင်နေ့စဉ်နဲ့အမျှစစ်ရေးသတင်းတွေရောလူမှုရေးသတင်းတွေရောအကုန်လုံးတင်ပေးနေတယ်အဲ့ဒါတွေကိုပဲစောင့်ပြီးနားထောင်ကြပါလို့ပဲပြည်သူအများကိုတိုက်တွန်းကြပါအခုလက်ရှိခုနကဖြစ်သွားတဲ့ပေါ့အများကြီးမကွေးဒေတာပေါ့ကျွန်တော်ဇာတိကရွှေဘိုဘက်ကပါဒါပေမဲ့ကျွန်တော်အဲ့ဘက်ဒီမှာလည်းအကုန်ရောက်ဘူးတဲ့အပြင်ကိုကျွန်တော်မျိုးသမီးရအများကြီးဘက်ကကျွန်တော်အဲ့ဘက်အကြောင်းနဲ့အကုန်သိတယ်သိတဲ့ခါကျတော့ तू ကလမ်းတစ်ခီးတစ်ခုနဲ့တစ်ခုအခုပေါက်နဲ့မန္တလေးကိုသွားမယ်20ကျော်ရက်20ကျော်ကြာတယ်ဘာကြောင့်ကြာရတယ်လဲဂျားထဲမှာတတ္တရာလမ်းတွေပေါ်မှာမိုင်းနေထောင်ထားတယ်ပသိမ်မုံကလမ်းတကြောလုံးမှာတရွာနဲ့တရွာသွားခြင်းတောင်မှတက်မတော်နဲ့ဒီလုံခြုံရေးမရှိတဲ့ပြည်သူစစ်မရှိတဲ့ရွာတွေတော်တော်များများဟာလမ်းကြောင်းကိုအကုန်သိနေတယ်သိနေတဲ့ခါကျတော့သူတို့ကမိုင်းနေထောင်ထားတယ်မိုင်းတစ်လုံးဟာပေပါကြီးတွေနဲ့လောက်ထားတယ်တက်မတော်ကနေစစ်ကြောင်းသွားမယ်ဆိုရင်လည်းစစ်ကြောင်းကိုအနှောက်အယှက်ဖြစ်အောင်လို့အဲ့ဒါတွေကိုဖော်နေရတာနဲ့ခီးဖြစ်အောင်ဒီကောင်တွေလောက်ထားတယ်အခုတော့တော်တော်များများတော့ရေပြာထိတော့ပေါက်ပြီလို့ကြားပါတယ်လောက်နေပါတယ်လောက်တာတော့ဆောင်ရွက်နေပါတယ်ခတ်တာကဟိုနေမီကန်ရွာသူရွာသားတွေကိုယ်တိုင်မြှောက်ပြီးခဲ့တာဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်ကပြန်ပြီးတော့တားဆီးပြီးတော့ဖော်ထုတ်တင်တယ်လို့တော့ကျွန်တော်ပူးပေါင်းဆောင်ရွက်တင်တယ်လို့တော့မြင်ပါတယ်အရာရာတိုင်းမှာနိုင်ငံတော်အစိုးရကြီးပဲတာဝန်ရှိတာမဟုတ်ပါဘူးအရက်သားတွေကိုယ်တိုင်ကိုယ့်ရွာကိုလည်းပြန်ပြီးတော့ဖေးမသေးခြင်းမှာဈေးလိုပါတယ်ပေါ့နော်အဲ့ဒါလေးပါ